အားလုံးပဲမင်္ဂလာပါ Mystery Pro Channel ကနေကြိုဆိုပါရစေ။ဒီကနေ့ဖတ်ပြမယ်ခေါင်းစဉ်ကတော့လန်ချစ်ကြည်စာပေကနေထုတ်ထားတဲ့ဆရာမဒေါက်တာမတင်ဝင်းပညာရေးတက္ကသိုလ်ရေးသားထားတဲ့မင်းယောက်ျားမိန်းမိန်းမများဆိုတဲ့စာအုပ်ထဲကအတီနာဆိုတဲ့အခန်းကိုဖတ်ပြမှာဖြစ်ပါတယ်။အတီနာဒီတစ်ပတ်တော့ရာဇဝင်တွင်ခဲ့တာလည်းမှန်ပါရဲ့မိမသားဖြစ်တာလည်းမှန်ပါရဲ့ဒါပေမဲ့လူသားစင်စစ်မဟုတ်တဲ့သူတယောက်အကြောင်းကိုသင်ပြချင်ပါတယ်။အဲ့ဒီမိန်းမသားကတော့ဂရိလူမျိုးတို့ရိုကျိုးကိုးကွယ်ကြတဲ့နတ်ဒေဝများထဲကတစ်ပါးဖြစ်ပါတယ်။သူ့အမည်ကတော့အတီနာနတ်ပြည်မဒါမှမဟုတ်အတီနာနတ်ဒေဝီဖြစ်ပါတယ်။အတီနာဆိုတာဂရိလူမျိုးတို့ဂရိကျွန်းဆွယ်မှာအခြေချပြီးဂရိယဉ်ကျေးမှုရဲ့လို့ထွန်းကားပေါ်ပေါက်လာစအချိန်ကတည်းကတဘိုးရှင်နတ်ပြည်မရဲ့လို့ဖြစ်လာခဲ့တာပါ။ဘာကြောင့်လဲဆိုတော့အတီနာနတ်ဒေဝီအပါအဝင်နတ်များအကြောင်းသူရဲကောင်းများအကြောင်းလှမင်းများအကြောင်းအချစ်ဆက်အလွမ်းဆက်စစ်ပွဲစတဲ့အကြောင်းအရာများကိုစတင်ဆက်ဆိုခဲ့သူကမျက်မမြင်ရှေ့စာဆိုကြီးဟိုးမဖြစ်ပါတယ်။စာပေရဲ့လို့မထွန်းကားသေးတဲ့အချိန်ကတည်းကနှုတ်တိုင်းရွရွရွတ်ဆိုကြပြီးသားစစ်ညီးဆက်ခံထိမ့်သိမ်းလာခဲ့တဲ့ Iliad နဲ့ Odyssey ဆိုတဲ့လင်္ကာရှည်ကြီးများထဲမှာအတီနာဟာကောင်းစွာနေရာရခဲ့သူဖြစ်ပါတယ်။ဟိုးမရဲ့လင်္ကာရှည်ကြီးများကိုစာပေထွန်းကားတဲ့အချိန်မှာစာနဲ့ပေနဲ့မှတ်တမ်းတင်ရေးသားကြပါတယ်။အခုတော့လေဘာသာပေါင်းများစွာပြန်ဆိုပြီးလူသိမတန်များတဲ့လင်္ကာရှည်ကြီးတွေဖြစ်သွားကြပါပြီ။အတီနာနတ်ဒေဝီဟာအေသင်မျိုးဆောင်နဲ့ဖြစ်ပါတယ်။စစ်ပွဲများလက်နက်များကိုသာမကအိမ်တွင်းမှုဆိုင်ရာအသက်ပညာများအိမ်တွင်းနဲ့ဆိုင်တဲ့ပစ္စည်းဥစ္စာများကိုလည်းပိုင်ဆိုးတဲ့နတ်ဒေဝီဖြစ်တယ်လို့ဂရိတို့ကယုံကြည်ကြပါတယ်။အိမ်တွင်းမှုဆိုင်ရာအသက်ပညာများကိုပိုင်ဆိုးသူဖြစ်လို့သူဟာအသွင်နတ်ဒေဝီဖြစ်ပါတယ်။အဲ့ဒီတော့သူဟာဂရိများအတွက်အရေးကြီးတဲ့နတ်ဒေဝီတစ်ပါးလို့သတ်မှတ်ကြပါတယ်။ကျွန်မအခုပြောပြတဲ့ဂရိလူမျိုးနဲ့အေသင်မျိုးတော်ဆိုတာလွန်ခဲ့တဲ့2500ကျော်3000နီးပါးကလူမျိုးနဲ့မျိုးကိုညှို့ဆိုတာဖြစ်ပါတယ်။အဲ့ဒီအေသင်မျိုးတော်ဟာရှေးဟောင်းရာဇဝင်မှာနိုင်ငံရေးစီးပွားရေးလူမှုရေးယဉ်ကျေးမှုဆိုတဲ့ကဏ္ဍများမှာဦးဆောင်မှုပေးနိုင်ခဲ့တဲ့မြို့တစ်မြို့အနေနဲ့ကြော်ကြားခဲ့ပါတယ်။အဲ့ဒီလိုကြော်ကြားတော့ကမျိုးဆောင်နတ်ဒေဝီအတီနာကိုယေရှုဆောက်လုပ်ပူဇော်ထားကြတဲ့နတ်ကွန်းကြီးရဲ့အမည်ကတော့ပါတီနွန်ဖြစ်ပါတယ်။ပါတီနွန်ဟာအခုဆိုရင်ခန့်ညားထဲဝါတဲ့ကြောက်တိုင်ကြီးများနဲ့နှစ်ဖူးစီးတပိုင်းတစတာကျန်တော့တဲ့အဆောက်အုံပြက်ကြီးတစ်ခုအဖြစ်ကိုရောက်နေပါပြီ။ဒါတော့မှကြည့်ရတာအချက်တည်းရှိနေတော့စိတ်ဝင်စားစရာကောင်းနေတော့မှဖြစ်ပါတယ်။အဲ့ဒီအတီနာနတ်ကွန်းကြီးဟာစောက်လုပ်ပြီးစားတော့ကတော့အလွန်လှပတာပေါ့ကြောက်ဖြူသားနဲ့လည်းစောက်ထားတယ်အေတင်မျိုးရဲ့တောင်ကျောမြင့်မြင့်တစ်ခုပေါ်မှာလည်းဒီရှိရလို့ဆိုပါတယ်ဒါကြောင့်ဘယ်ဘက်ကပဲဂရိတင်မော်ရီရွက်လှစ်လာအတီနာကိုအရင်ဦးတိုင်းနိုင်ခဲ့မှာဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကျမဖတ်ဖူးခဲ့တဲ့ဇာတ်ကြောင်းလေးတစ်ခုဟာကျမအတွက်အတီနာကိုမမေ့နိုင်အောင်ဆွမ်းဆောင်နိုင်ခဲ့ပါတယ်ပါတီနိုဟာဆိုခဲ့တဲ့အတိုင်းအလွန်ခပါခညာစွာနဲ့တည်ရှိနေတော့ကအသွင်ဘက်ခမ်းမထဲမှာအတီနာနတ်ဒေဝီရဲ့ရုပ်ထုတစ်ခုရှိပါတယ်။အဲ့ဒီအတီနာနတ်ဒေဝီရဲ့ရုပ်ထုရဲ့ရှေ့မှာလည်းအမွှေးတိုင်များပန်းမှန်များနဲ့ပူဇော်ထားမှာပေါ့လေ။အဲ့ဒီပူဇော်ပစ္စည်းတွေကြားထဲမှာထူးထူးခြားခြားရှိနေတာကတော့စင်ဆွယ်နဲ့ပြုလုပ်ထားတဲ့တစ်တာတစ်ခုဖြစ်ပါတယ်။အဲ့ဒီစင်ဆွယ်တစ်တာကိုအသုံးပြုပုံကခက်ဆန်းဆန်းပါပဲ။တနေ့တစ်ခါအတီနာနတ်ဒေဝီကိုပူဇော်ပွဲကျင်းပလေးရှိပါတယ်။အဲ့ဒီပွဲတော်ကျင်းပချိန်မှာအတီနာမှာရှိတဲ့လူတိုင်းဟာတစ်နှစ်တာအတွင်းမိမိခံစားခဲ့ရတဲ့ဒုက္ခအကြောင်းကိုစုံလင်စွာရေးထားတဲ့စာရွက်လိပ်ကိုအဲ့ဒီစင်ဆွဲတစ်တာထဲမှာထည့်ရပါတယ်။ပြီးတော့မှအဲ့ဒီစာရွက်လိပ်အစားတစ်တာထဲမှာရှိနေပြီးသားစာရွက်ကိုယူပြီးဖတ်ရပါတယ်။တိထားတဲ့စကြောင်းလေးကတော့အဲ့ဒီလောက်ပါပဲ။ဒါပေမဲ့စဉ်းစားစရာအကြောင်းတွေကတော့အများကြီးပါပဲ။ကျမဖို့မှာတော့အဲ့ဒီဇာတ်ကြောင်းကိုစပြီးဖတ်မိတဲ့အချိန်ကစပြီးအခုထိနှစ်ပေါင်းများစွာကြာအောင်အုံနောက်ကိုအလုပ်ပေးထားတဲ့ဇာတ်ကြောင်းဖြစ်ပါတယ်။တကယ်လို့တစ်နှစ်တာခန်းစားခဲ့ရတဲ့အကြောင်းတွေကိုရေးထားတဲ့စာရွက်လိပ်ကိုစင်စယ်တစ်တာနဲ့ထည့်ခဲ့ရုံသာထည့်ရတယ်ဆိုရင်တော့သိပြီးမထူးဆန်းပါဘူး။နတ်ဒေဝီကိုဒုက္ခတွေအကြောင်းပြောပြီးကုဖို့ကဲဖို့မဖို့တောင်းတယူရှိုးတာဖြစ်နိုင်ပါတယ်။အခုတော့အဲ့ဒီလိုမဟုတ်ပါဘူး။ရှိပြီးသားစာရွက်လိပ်ကိုလည်းယူခဲ့ပြီးဖတ်ရအောင်ပါတယ်။အဲ့ဒီလိုဆိုတော့တနည်းအားဖြင့်လူတွေကိုစိတ်ချမ်းသာအောင်လူလောကကြီးအကြောင်းကိုသိနာလဲအောင်ဆောင်ရွက်ပေးတဲ့အစီအစဉ်တစ်ခုလို့ယူဆရပါတယ်။လူတွေဟာကိုအချစ်ဆုံးအတနာဆုံးလို့ဆိုနိုင်ပါတယ်။အဲ့ဒီတော့မိမိဒုက္ခကိုရေးပြရရင်အလွန်ကိုတနာစရာကောင်းအောင်ရေးဖွဲ့မှာပဲလို့ရေးဘူးအပြင်ဆိုလို့ရပါတယ်။အဲ့ဒီလိုရေးထားတဲ့စာအုပ်ထားခဲ့ပြီးအလားတူဒုက္ခပွဲတစ်ဆောင်ကိုယူပြီးဖတ်ရတဲ့အခါမှာတော့ဒုက္ခရောက်နေတာငါတယောက်တည်းမှမဟုတ်ပါလားဆိုပြီးစိတ်သက်သာရသွားနိုင်ပါတယ်။လူတွေရဲ့အကြောင်းကိုအနည်းနဲ့အများနားလည်သွားနိုင်ပါတယ်။ဒါပေမဲ့လူတိုင်းဟာဒုက္ခအပေါ်ကိုရှုမြင်ပုံမတူကြပါဘူး။တိတိကျကျပြောရရင်ဘဝပေါ်ထားတဲ့သဘောထားကတယောက်နဲ့တယောက်မတူညီကြပါဘူး။တယောက်တည်းနေရတာကိုအချွေရံနေသေးခြင်းလို့သဘောထားမဲ့သူဝမ်းပန်းတနေရှိမဲ့သူတွေရှိတယ်လို့တယောက်တည်းနေရတာကိုကျဉ်းတဲ့နေတဲ့လူတွေလည်းရှိမှာပါပဲ
ကျွေးရမွေးရပြုစုရမယ့်သူတွေတယုံယုံနဲ့နေရတာကိုပြောတဲ့လူရှိသလိုအဲ့ဒီလိုနေရရင်မဟာဒုက္ခတွင်နဲ့ကြာနေပါပြီလို့ငိုကြီးရဲ့သူလည်းရှိမှသိချပါတယ်။နောက်တစ်ခါကျွန်မစဉ်းစားမိတာရှိပါသေးတယ်။အလွန်ဝရိယကောင်းတဲ့သူကဖះเจ้าကိုသွားပြီးစင်စတက်တာထဲကိုထည့်ပြီးတဲ့အခါမှာသူကအစောစောဖြစ်နေရင်ဘဒုစာကိုသူကပြန်ယူမှလဲရာဇဝင်မဲ့ဥပသွားမလားသွေးတော်မိရဲ့သူပဲအုံနောက်ထောင်ထောင်ဖြစ်သွားမလားတော့မသိပါဘူးအဲ့ဒီခေတ်ကထူးဆန်းပြီးသူခေတ်သူအခါနဲ့အထိပ္ပယ်များစွာဆောင်ခဲ့ပေမဲ့ဒလိကလေးတစ်ခုအကြောင်းကိုကျွန်မတွေးကောင်းကောင်းနဲ့တွေးနေမိတာနှစ်ပေါင်းများစွာကြာခဲ့ပါပြီအသီနာနတ်ဒေဝီအကြောင်းကိုပြန်ပြီးကားပါမယ်ဆိုရင်တော့ဂရိလူမျိုးများဟာဖျားကိုတဘာမကကုကွယ်ကြသူများဖြစ်ပါတယ်သူတို့ဖျားများရဲ့ပုံကတော့အိုလံပီယာတောင်ဖြစ်ပါတယ်အသီနာကတော့ဇူးနတ်ဖျားရဲ့နှစ်ဖူးကနေမွေးဖွားလာသူဖြစ်ပါတယ်သူတို့ရစ်ပူဇော်တဲ့အခါမှာကျွဲတဲ့ကောင်ကိုနှစ်ဖူးရိုက်ခွဲပြီးတက်ကပူဇော်ကြရလို့ဆိုပါတယ်လူခွဲတချို့ကတော့အသီနာဟာတောင်ကုန်းပေါ်ကပေါ်ထွက်လာတာအဲ့ဒါကြောင့်သူ့ကိုဂိရိမာတာဒေဝီလို့တောင်ခေါ်တယ်လို့ဆိုကြပါသေးတယ်။ဘာပဲဖြစ်ဖြစ်အသီနာဟာဂရိလူမျိုးများဂရိကျွန်းဆွဲလို့အမည်တွင်လာမဲ့ဒေတာကိုဂရိများမရောက်ခင်ကတည်းကဒေတာခံများအလယ်မှာထွန်းကားနေပြီးသားနတ်ဒေဝီဖြစ်ပါတယ်။အဲဒါကြောင့်သူ့အမည်က Hellenes ဂရိအမည်မဟုတ်ပဲမီနိုအာခရီနာမည်ဖြစ်တယ်လို့လည်းဆိုကြပါသေးတယ်။ရှေးဟောင်းကျမ်းများမှာအသီနာဟာမြို့အများကြီးကိုအစိုးရတဲ့အနက်ပြင်မဖြစ်တယ်။သူ့ကိုပူဇော်မယ်ဆိုရင်အိမ်တော်ဦးစီးများကိုယ်တိုင်နဲ့နန်းတော်မှာဆိုရင်ဘုရင်ကိုယ်တိုင်ပူဇော်ရတယ်။နန်းများအိမ်များမှာအသီနာအတွက်အခန်းတစ်ခန်းကိုနှကွန်အဖြစ်သတ်မှတ်ပေးထားသေးတယ်လို့ဆိုပါတယ်။အသီနာဟာဘာပဲပြောပြောလူတွေနဲ့အနေနီးဆုံးနတ်ဒေဝီဖြစ်ပါတယ်။အဲဒါကြောင့်သူ့ကိုအသွင်နဲ့လို့သတ်မှတ်ကြပါတယ်။သူဟာအိမ်တွင်မိသားစုတွေကိုစောက်ရှောက်ရုံများမကဘုရင်မင်းမြတ်ရဲ့ထိချက်ဆောင်တဲ့သမီးဖြစ်တဲ့ထင်ရှားပါတယ်။အသီနာဟာလူအများရဲ့အလယ်ကိုလာတဲ့အခါမှာငွေအဖြစ်ဓမ္မပုံနှက်အဖြစ်ဖန်ဆင်းပြီးလာတတ်ပါတယ်။အထူးသဖြင့်စည်းကွက်အဖြစ်ဖန်ဆင်းလေးရှိပါတယ်။ဂရိများဖို့အသီနာဟာအမျိုးကိုဆောင်တော်နတ်ဒေဝီဖြစ်ပါတယ်။နိုင်ငံသားများနဲ့တိုက်တဲ့စစ်ပွဲမှာလည်းဂရိဘက်ကကူညီလေးရှိပါတယ်။ဟိုမာရဲ့လင်္ကာရှည်ကြီးများထဲမှာအသီနာရဲ့လျှင်မြန်ဖြက်လက်တဲ့ထက်မြက်တဲ့ရုပ်ပုံလွှာတွေဟာကြပြစရာများအမှုပညာသည်များအနေနဲ့အလုံးနှစ်သက်သဘောကျတဲ့ရုပ်ပုံလွှာများဖြစ်ကြပါတယ်။အသီနာရဲ့အကြောင်းကိုပြောပြီးတဲ့အခါမှာသူ့ရဲ့ဗိမာန်ပါတီနွန်ရဲ့အကြောင်းကိုပြောပြဖို့လိုပါတယ်။ပါတီနွန်ကိုအပြိုစင်နတ်မိမယ်ရဲ့နှကွန်းလို့ခေါ်ကြပါတယ်။သူဟာအမျိုးသမီးပြည်သားအချုပ်အလုံးလှုပ်တသူဖြစ်တယ်လို့စစ်ပွဲများမှာလည်းစွမ်းတမန်လူများဘက်ကနေကူညီနိုင်တဲ့သူဖြစ်တဲ့အတွက်သူနဲ့လက်ဆက်ဖို့ဗန်းညီသူကမရှိရှာဘူးထင်ပါတယ်။အဲဒါကြောင့်အသီနာဟာအပြိုစင်နတ်ဒေဝီဖြစ်ကြော်ကြပါတယ်။အဲ့ဒီအပြိုစင်နှကွန်းကို Fairy Greece ခေတ်မှာတည်ဆောက်ခဲ့ကြပါတယ်။အဲ့ဒီခေတ်ကဆောက်လုပ်သမျှနှကွန်းများထဲမှာအကြီးမားဆုံးခမ်းနားဆုံးဖြစ်ပါတယ်။ BC 448ခုနှစ်ကတည်းကဆောက်လုပ်ခဲ့တဲ့ပါတီနွန်ဟာ BC 433မှပြီးပါတယ်။အသီနာရဲ့ရုပ်ထုကိုရွှေနဲ့ဆင်ဆွဲဆက်ပြီးထုလုပ်ထားပါတယ်။ရုပ်ထုပြီးတဲ့အချိန်က BC 432ဖြစ်ပါတယ်။ကျွန်မအစောပိုင်းကပြောခဲ့တဲ့ဆင်ဆွဲတစ်တာဆိုတာအဲ့ဒီနှကွန်းထဲမှာရှိခဲ့တာပါ။အသီနာဟာဂရိတို့ရဲ့မြို့ချင်းနတ်မိမယ်ဖြစ်လေတော့ဂရိများကောင်းစားတဲ့ခေတ်မှာလည်းသူလည်းကြီးပွားခဲ့ပါတယ်။ AD 900စုလောက်ရောက်တဲ့အချိန်မှာတော့ဂရိတို့ရဲ့ဩဇာဟာအဘက်ဘက်ကနေကျဆင်းသွားခဲ့ပါပြီ။ဂရိတို့နောက်မှာထွန်းကားခဲ့တဲ့ရောမတောင်မှကျဆင်းသွားခဲ့ပါပြီ။အဲ့ဒီတော့ပါတီနွန်ကအသီနာရဲ့ရွှေနဲ့ဆင်ဆွဲရောဆက်ကထုလုပ်ထားတဲ့ရုပ်ထုကိုဖယ်ရှားပစ်လိုက်ပါတယ်။ပါတီနွန်ကတော့ခရစ်ယာန်ဘုရားကျောင်းအဖြစ်ကိုရောက်ခဲ့ပါတယ်။ AD 1458ခုနှစ်မှာတော့တူရကီတို့ကဂရိကိုစုံမိုးထားနိုင်တဲ့အခါဖြစ်တဲ့အတွက်ပါတီနွန်ဟာဖျားရှိခိုးကျောင်းဘဝကနေပလီဖြစ်ခဲ့ပါတယ်။တူရကီတို့ထံကဂရိတို့လွတ်ရေးရလာပြီးတဲ့အခါမှာလည်းပါတီနွန်ဟာနှကွန်းလည်းပြန်မဖြစ်ဖျားရှိခိုးကျောင်းလည်းပြန်မဖြစ်တော့ပါဘူး။ကမ္ဘာစစ်များရဲ့တန်ကိုဂရိနိုင်ငံသားများနဲ့အတူဆက်လက်ပြီးခံခဲ့ရပါတယ်။အခုထက်တိုင်တော့အပြက်အစည်းရာခိုင်နှုန်းများစွာနဲ့ဆက်လက်တည်ရှိနေသေးပါပဲ။အသီနာဟာပသသူပူဇော်သူများနဲ့ဝင်ထွက်မဆဲရှိတဲ့နှကွန်းအဖြစ်မသက်ပဲတော့ပေမဲ့ရှေ့ကရာဇဝင်အကြောင်းကိုချစ်ခင်တတ်သူများသူတည်တည်များရဲ့အလယ်မှာတော့ကောင်းစွာနေရာရနေစေဖြစ်ပါတယ်။လောကဓာတ်ဆိုတာကတော့လူပဲဖြစ်ဖြစ်လူကသတ်မှတ်ပြီးနေရာပေးထားတဲ့နတ်ပဲဖြစ်ဖြစ်ကင်းလို့အောင်ရှောင်လို့မရဘူးဆိုတော့အသီနာရဲ့အကြောင်းကဖော်ပြလို့နေပါတယ်။ကလေးယာ1993ခုစက်တင်ဘာလ